ကိုဆော့ထားတဲ့ဆာဗာလေးတွေကိုဝင်ဆော့တာပေါ့နော်ဒါကတော့ကိုဆာဗာမဟုတ်ပေမဲ့ဒီတိုင်းပဲဝင်ဆော့နေနဲ့ကြိုက်သွားပြီပေါ့နော်ဒါကတော့ဆိုရမောင်လေးရဲ့ဆာဗာပါသူ့အကောင့်ကိုပြထားရပေါ့နော်အဲ့မှာတော့ follow လုပ်လို့ရပါတယ်ဗီဒီယိုလည်းတော့ကြည့်လို့ရပါတော့ပထမဆုံးဒီမှာသူစောက်ထားတယ်ဗီလီဂျာလာပါလေတော့မသိဘူးတော့သူပြောစတုံးခွန်လန်နဲ့ပြောသူပြောရတယ်ပေါ့နော်ဒီနေ့ဖိုင်ကိုလုသွားမှာဆိုတော့နေ့စီဖတ်ပါတော့သူ့ရဲ့ဘုံကိုပြီးစီပြီးသွားမှာအဲ့ဒါကြောင့်ဖြစ်တဲ့တော့ဝက်တဲ့ပစ္စည်းတွေကိုရှာတယ်အရင်တော့ဆော့တာနဲ့တခြားဆာဗာရဲ့ဝင်ကြည့်ရဖြစ်တဲ့အတွက်အဲ့ဆာဗာရဲ့ထောက်သွားလို့ရှိရင်ဘာမှမရှိတော့ဘူးပေါ့အဲ့ဆာဗာထောက်သွားလို့ရှိရင်ဘာမှကြိုက်လို့မဟုတ်ဘူးအကိုပြောက်သွားလိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်အစားပြန်သွားရှာပါမယ်အတားရီနည်းနည်းဆိုရင်ပြီးခဲ့ပြီကြာဒီကြခါမှာပေါ့နော် room လေးတွေတိဆောက်ထားပုံလေးတွေလိုက်ပြပေးပေါ့နော်ခုလောလောဆယ်ရောလုပ်လိုက်ပါအောင်နော်โอเคကဲခုနကတက်ပြီးတော့မရှိကြတော့တက်ပြီးတော့ခုတ်လိုက်ပြီပေါ့နော်โอเคထပ်လိုအပ်တဲ့ဟာလေးကွာချလာဖဲတိုက်နေမယ်သူကတော့ဘလို့ပြင်ဆင်လဲဆိုတော့မသိသေးဘူးပေါ့နော်သူ့ကိုအထဲတော့ဝင်မကြည့်ခိုင်းဘူးပေါ့နော်သူကအပြင်မှာလောလောဆယ်အိတ်နေတဲ့အထဲမှာထားနေပေါ့လိုအပ်တဲ့ပစ္စည်းလေးယူနေပေါ့နော်လောဆယ်လိုအပ်တဲ့ပစ္စည်းလေးခဏအမြဲထားလောက်ပဲပြီးမိဟွာတူတွဲနေရတယ်ဒီနာမှာပေါ့နော် chest ထားတယ် chest ကဒီလောက်မှထားရအောင်မယ်အဲ့တော့ထားတယ်ဒီမှာ accessory ပါထည့်ထားတယ်ပေါ့နော် accessory ထားမယ်ဆိုရင်သူ accessory ကသူထည့်ဖို့ပစ္စည်းပေါ့နော်အဲ့ဒါကိုအရင်တော့လောက်ထားရတယ်ဒါပေမဲ့ခိုးမရှိတော့ပျောက်သွားတယ်ပေါ့အဲ့ဒါကိုရှာမှဖြစ်ပါတယ်အဲ့ဒါလေးကထည့်မယ်ဟာပေါ့နော်တိုးနေလားတိုးပါနည်းနည်းကြဲကြဲပြောအောင်ဘာလို့ဟိုလိုနေရလဲဆိုရင်ပေါ့နော်အမှန်တကယ်လှုပ်ချင်နေရကလေသားရှိမှရမယ်ဒါပေမဲ့လေသားလုံးဒါတော့စရရင်ပြီးဖို့ကြောင်းပေါ့နော်လာဒီရဲလားဒီရဲမှာဆမ်မရှိယူပေးရမှာလားဆမ်မွန်ဖြစ်တယ်ဆမ်မရှိဟိုကတော့ပေါင်မုတ်ပဲစားလိုက်တယ်သူကကြီးညာတော့ရောကြီးများရောအပေါက်မှချထားတယ်မချက်ပဲနဲ့ပေးမလားအဲ့တော့လေသားသွားရှာဖို့အတွက်ကလည်းအစင်မပြေသေးရည်ကြောက်ရှိရဟာလေးနဲ့မရှိသလိုဖြစ်အောင်လုပ်လိုက်ကြမယ်အဲ့တော့ဒီနားမှာအလားစင်ဖို့ဟာလေးထားလိုက်ပါနော်အလားစင်လာဟိလာနော်လာတာဒီနားမှာပေးနားမှာတစ်ခုထားလိုက် like that မလောက်ညီကြီးထားရမှာညီကြီးရထားစရာမလိုထင်တယ် okay chest ကနှစ်ခုထားလိုက်ကောင်းမလား chest နှစ်ခုထားလိုက်ကောင်းမှာနော်ဒါဆိုတော့ပစ္စည်းနည်းနည်းများတယ်အမှန်တကယ်ကပြောင်းပြန်ဖြစ်နေရပေါ့နော်အမှန်တကယ်ကပစ္စည်းများတာမိတ်ကလေးဒါပေမဲ့ anyway လွတ်နေရရှိလို့ထားတယ်chest ကချောပါပေါ့ craft တွေပဲရအောင်များနေလို့မထားတော့ okay အဲ့တော့သူ့နေရာလေးပေါ့နော် okay ကျမနေရာဘယ်လိုလုပ်ပေးထားလဲဆိုတော့သူကြည့်ပါအဲ့တော့သူ gaming chair လေးလုပ်ပေးထားတယ်ဒုက္ခ gaming chair လေးလုပ်ပေးထားတယ်သူ game ဆော့လေးရတယ်game ဆော့ပေးရတယ် gaming chair လေးမလုပ်တဲ့နဲ့လုပ်ထားတာပေါ့နော် anyway လိုရတဲ့ဟာလေးထပ်တော့ရှာတတမခေါ်ရသေးတတခေါ်တတကုံကုံသွားတာဒီလား
好没呀，没你上网抓的。 တက်တာဘယ်လိုလဲမသိ 耶， တိတ်ပြီးတော့မတွေ့ဘူး 上网上来吧。 အဲ့တော့ Moscow ဟလာထက်စစ်မှာပဲဟလာထက်စစ်နဲ့နောက်ကျော်ဒီထားအေးလာဟဲ့ 这个装的都我们在搞的。 လာရဲအဲ့ဒါပြီးတော့မီးဆိုင်လေးအောက်မှာလေးထားလိုက်အာရမ်းလာ气的到什么？ ရမ်းလာတော့ 气的什么？ နားကပါလေးတော့ကောင်းတယ်ဒီမှာထိုင်လို့လေးတော့ခြေရမဟုတ်တသားခုတ် 哇，你要毛你的，别让知道。 အဲ့ဆိုအိတ်တော့ကြည့်အိတ်ပါတော့ခုအဲ့ဒါ room လောက်ပြီးခါမှအဲ့ 哦，好的。哎，对的装的都我。 အေး 都我。你这。 ဒါတော့ခုတ်ပါမယ် 啊。 ခရစ်ရှိလေးပြောပါမယ်ကဲရပါပြီတက်ပေခုတ်တဲ့နေရာမှာနည်းလေးတော့ကြာသွားပြီဆိုခိပါပေါက်သွားပြီခိပါလည်းတော်တော်ဆိုးရယ်လက်ခိပါလောလောဆယ်ဒီကမှတော်တော်တောင်းကျန်းနေပေါ့နော်အားကြောင့်ပြောချင်တာတော့ခိပါအန်နဲ့တည်ထားကြတယ်နောက်ဆုံးလုပ်ပြီးသွားတဲ့အချိန်မှာထိုင်ကုန်လုပ်ဖို့ပဲကြက်ပါတော့ yes ထိုင်ကုန်လုပ်ရထိုင်ကုန်က4ခုလောက်ပဲ okay 4ခုလောက်ပဲစုရဒီလိုလည်းတုံချောင်းဒီလိုဟာက stick လိုလာတာလေဒီတရားလေးအဲ့လေးရပါလို့အဲ့လေးရ stick လိုအဲ့ဆို stick ချောင်းအဲ့ဆိုရင်ဒါလေး3ခုအဲ့ပြီးရင်ဒါလေးကတစ်ခုအဲ့ပြီးရင်ဆိုင်းဘုတ်တွေပါလေဒါရပါဒါရဝါလားအိုးဒီဒါလေးလည်းလုပ်လိုက်ဘာလဲဟုတ်ပြီလုပ်လိုက်တာပဲโอเคတော့ဒီမီးရှိရနေမှာလုပ်လိုက်မယ်ဘာလို့ဆိုတော့ကောင်းပါပေါ့နော်လေးခုံဆိုဟိုဘက်တစ်ခုံဒီဘက်တစ်ခုံရပါပေါ့နော်ဒီကြားထဲမှာဒီခဏဒီကြားထဲမှာဟိုဒါလေးထားတင်းအဲ့ပေါ်မှာဗာတင်ရမှာလဲဆိုတော့အဲ့ပေါ်မှာစပွဲတင်ရမယ်စပွဲယူနိုးစပွဲပို့လို့မစတိဘူးလားစပွဲရတယ်လို့ပြောဒီနေ့မှာနိုင်နာကြရလို့ဒီပေါ်ထိဒီပေါ်တင်ဟုတ်ဒီပေါ်တင်ဒီပေါ်တင်โอเคဒါမှနည်းနည်းမြင့်နေအဲ့တော့ဘာလို့လဲသိသွားတယ်နည်းနည်းဟိုဟာတိအမှန်တကယ်ဒီနေရာကြီးကခေတ်နေရာကြီးအဲ့တော့တခြားโอเคအဲ့တော့ဒါကိုလုပ်လိုက်ပါဦးမယ်ဟာချလာဘာမှတော့မရှိပါဘူးပြောတယ်ဒီဟာလေးကိုတော့သုံးမဲလေးနဲ့အပေါ်ကထပ်ဖို့လိုရပေါ့နော်ဒီဟာလေးနဲ့စူးစမ်းကြည့်ရလုံးဝမရပါဘူး anyway ရရဟာလေးနဲ့လုံးဝဒါလေးကိုဘယ်နှထားရကောင်းမလဲစဉ်းစားနေရတော့ဒီဒါလေးထားလိုက်မိုက်တယ်ပဲနားလေးပဲကြာထားလို့ကောင်းပါဒီကစပွဲတော့မှာဆိုတော့ကဲခုကဘာလို့ရီးနေရလဲဆိုရင်တော့တိုက်ပွဲစားမှာဖြစ်ပါတယ်ဒါကြိုက်တာလို့ပြောတယ်你阿妈那里？对哇咦！有，拍嘞表表。阿妈呀，咋成嘞？妈妈咋不是？好厉害哦！对你们呢？哎呀，别啦。你没想呢，我对呀那边。ဘာလဲငများစိတ်မရှိဘူးငများစိတ်ကလည်းမှာ像我说的， ဒီမှာငများစိတ်ကလည်းမှာ哇，没事的，ဟာ垃圾了。
စင်ရတဲ့ ပါတယ်လေပါတယ်လေ ပါဘူး ပါတယ် ဒါအော်ဒါ flag အလံလုံးရရဲ့မဆနဲ့အလံလုံးလို့ရအလံနေ့အတွက်နေဝါသနာပါရဲ့အလံလုံးဖို့ဒီမှာအယောင်ထည့်ဖို့လိုပဲဒီမှာကျတော့ဘာလဲတော့မသိဒီမှာလည်းဘာလဲမသိဘူးเนาะအဲ့လိုပဲဒီမှာအလံလုံးဖို့ငါမသိဘူးဟိုတီးရဟာလားလို့လေတချင်းတီးရဟာလားတချင်းတီးရဟာလား ဟာတကယ်စားတယ် နင်တချင်းတီးရဟာတော့ရှာလာအောင်ငါနေ့တော့တမင်တကောက်ကျိုးနဲ့လုပ်ပေးတာနော်ကျိုးနဲ့တမင်တကောက်လုပ်ပေးဟာလုံးချင်နဲ့လုပ်ပေးဟာစေတနာမလျှော်ကားနဲ့စာရွက်လေလို့ရော မရှိပါဘူးမရှိပါဘူး 你烧泡泡烧了咯？ အော် 他也买的嘿，他也买的，他也买的， ဟာရတယ် 他也买的，瓜比啦。 ဘာမှရှိတယ် 那你录进来，一看到他呗。 အဲ့မှာချက်ဆက်မှရှာကြည့်ပါ 哎，俺弟弟，他白了。嗯，他 notebook，他的前提还是没吧？喏， ဘယ်ရလဲ 这波还 notebook 的。 ဟုတ်တယ် 是的，嘿。just 嘛，俺这边都是 yes。 လုံးလိုက်တော့ 那古老咩？俺来有咩？ဘိုးမပြောနဲ့ငါလည်းယူမယ် ရိုက်ချင်လို့ရ ဟာဟိုတတမရှိတော့ဘူးငါခန်းထဲမှာရင်ထားမယ် ရှိတယ် ငါခန်းထဲမှာရင်ထားမယ်ပြီးမှနေခန်းထဲပို့ ပါတယ်ဆိုဒီမှာ16တုံးလောက်ရှိတယ်မင်းလား အမြင်ငါခန်းတိတ်မလာတယ်လို့ ဆောင်းတော့မကန်း ငါခန်းတိတ်မလာတယ်လို့ အပေးမယ်အေးဘလာဟုတ်တယ်မလား ရ ဒီမှာဒီတော့ဒီမှာဒီလိုရေရကြည့်ရတယ်ဒီမှာလေ အဲ့ဒါဆိုတော့နောက်နေ့ကျမှပြန်ကြည့်ရမယ်ပေါ့နော် ဖွက်ထားလိုက်ကြ ငါဖွက်ထားတယ် ဒီနားမှာဒီဆိုင်မရဲ့စာကြီးဆိုင်တော့ဖြစ်တယ်စာကြီးတိုက်တယ် ဖဲလေငါလည်းနေဟာမလာလို့ပဲ တဲ့အခါမှာဘာလဲတော့ဘာလို့လဲဘာလဲမောက်လို့ပြရတာ ဟာလေမောလို့ပြရလိုက် ဘာလို့ပြတော့မလဲ လာ ဘာထင်လဲ လာရโอเคချင်းနေဟာလည်းလာပြီငါဟာလည်းလာပြီနေဟာခပ်ပတ်ပဲလို့ရကဲလာလုံးဆက်မလာပြည့်တက်ကြည့်လာနှုတ်ဆက်မယ်ကိုကနည်းနည်းထပ်ဆော့လာအောင်မယ်ဒါပေမဲ့ကိုရောကျနှုတ်ဆက်ချင်ရောက်ပြီဒါပေမဲ့မနှုတ်ဆက်ခင်ပြည့်တက်ကြည့်ပါပြချင်နေဆိုရင်တော့ဒါလေးကတော့ရိခါတိုလာဖြစ်ပါတယ်ဒါကတော့ရှောက်လို့ထားပါတော့အဲ့ဒါလေးရပြီးကြတော့နောက်တစ်ခုကဘာပြမှာလဲဆိုရင်နောက်တော့ဒါကျမအိတ်ခမ်းဒါကဆေးရမောင်လေးအိတ်ခမ်းဒါလေးကတော့ယာယီလေးပေါ့နော်ဒါပစ္စည်းတွေပါလို့ဒါအဲ့လိုလေးပေါ့နော်ဒါအာယုံတွေပါကျူတာဟိုဘက်ကကြတော့ဒီလို food တွေပါပေါ့နော်အဲ့လိုပုံစံမျိုးကြီးဟိုက kitchen ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်လာတယ်ကဲပြီးတော့ပြစရာရှိတည်ဒီဘက်ကကြတော့ mind တွင်းဟာကြီးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုပိတ်လိုက်တာပေါ့နော် ပြီးသားလားပြီး ဒီဘက်ကလည်း mind တွင်းမယ်ဒါပေမဲ့ဒီဘက်မှာကြတော့ဒါတက်တူးရင်းနဲ့နေကြီးပဲတွေ့လို့ပါတူးပါပေါ့နော်ဒီဘက်မှာကျတော့ဘာကြီးရှိလဲဆိုတော့ဒီမှာလုံးဝ gift အကြီးရှိရပေါ့နော်။အိုးငါတို့ခုံစင်းအောင်ပြတ်တက်လာခဲ့။ ပြ Okay မယ်ထင်လို့လေ ။ငါမခုံစင်းရဲဘာလို့ဆိုတော့နည်းနည်းပြတ်တက်ဖို့ကလုံးဝခက်တယ်ပါဒီလား ဝယ်ပါလေပေါ့ ။ Okay အဲ့တော့သူပြတ်တက်သွားမှဆိုတော့ကဲအားလုံးလည်းနှုတ်ဆက်ချင်ပါတယ် ရောင်းမယ်လားလို့ဆက်မယ်လို့ဆောင်းတော့ဒီရတက်တာအခုတက်လာအောင်ရောင်းမယ် ။လာဒီမှာနှုတ်ဆက်မယ်။ကဲအားလုံးနှုတ်ဆက်ချင်ပါတယ်နော်။ကဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ပတ်ထူးရှိသေးရမလို့စောင့်ကြည့်ပေးကြဖို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တာလေးရှိလည်းမေးခဲ့ပေးကြပါဦးနောက်စောက်ထားတဲ့အသစ်မီယာကြီးလေးပြပေးပါမှာမလို့ channel လေးကို like subscribe လုပ်ပြီးခေါင်းအောင်နေခဲ့ပေးကြပါဦး bye 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 bye